င်ပြေမယ်ထင်ပါတယ်ဒါတော့ချက်တော့ပြီးတာတော့ဆင်ပြေဘူးအဲ့တော့နောက်တစ်မျိုးကဒီမှာချက်ဘူးဘဲဝယ်ခိုင်းတာကြောက်ဝယ်ပါပါထည့်ပါမယ်ဆင်ပြေမယ်ထင်ပါတယ်လောက်နေဆိုတော့ဆဲလိုက်တော့နော်စင်တီမီတာပါရတယ်နော်ဒီကြီးထည့်ပါမယ်နည်းနည်းချင်းချင်းလေးပြအောင်ထည့်လိုက်မယ်နော်ထည့်လိုက်အောင်နာကောင်းတော့တယ်မလားဗျာဒီလေးနည်းနည်းကြာလာရင်အေးဘောကစီနေနဲ့ပြန်လာရင်ပေါ့ဒီကြာလာရင်စီဒီဘဲရုပ်နဲ့ငွေရခါကြရင်ကြီးထွက်လာတယ်အဲ့လိုပြောထားအဲ့ဒါပြီးပြီတက်စီကျလို့ရတယ်ကောင်းမယ်လို့ထင်ပါတယ်။ instruction တိုင်းဆက်ထားမှာလို့ဟာဥတွေထွက်ကုန်ပြီစင်ပြေတော့လားဟုတ်တယ်ဒီလည်းစားပါမယ်နော်လက်ပူမလေးစင်ပြေမယ်ထင်ပါတယ်